ကိုးစားတက္ကရာ1350ပြည့်နှစ်သာသနာ2532ခုတရင်ကျွလာပြီအဘိဓမ္မာအခါတော်နေ့၌ဟောကြားအပ်သောမေတ္တာဘာဝနာတရားဘုန်းကြီးကနေ့ဟောပေးမှာမေတ္တာဘာဝနာပွားများပုံနှစ်နည်းကိုဟောပေးပါမယ်။တနည်းကပဋိသင်္ပိဓာမဲ့ပါဠိတော်မှာလာတဲ့ဓိလာဖရဏမေတ္တာလို့ခေါ်တဲ့အရရှေမျက်နှာဖြန့်ဝေတဲ့မေတ္တာဖြစ်ပါတယ်။တနည်းကမေတ္တာတို့ပရိက္ခမှာလာတဲ့မေတ္တာဘာဝနာ7နည်းဖြစ်ပါတယ်။မေတ္တာပွားပုံနှစ်နည်းကိုဟောပေးပါမယ်။ဘာဖြစ်လို့မေတ္တာဘာဝနာပွားပုံကိုဟောပေးရတော့ခဏကြည့်မယ်ဆိုလို့ရှိရင်သတ္တဝါတွေမှာယာဂမိဒေါသမီမောဟမိသုံးပါးတွေတဟုံးဟုံးလောင်းနေတယ်ဒါကမြင်ရတဲ့ဉာဏ်နဲ့ကြည့်ရင်မြင်ရတဲ့မိသုံးပါးတခါဉာဏ်နဲ့ကြည့်ရင်မြင်ရမယ်အကျိုးမိကငရဲမိအဲ့ဒီမှာသင်္ကစားသတော်ကြီးကမိသုံးပါးနဲ့အကြောင်းပြုပြီးတော့ဟောထားတာရှိတယ်လောဘကိနေသူနိဋ္ဌာယဒေါသကိနေဝိဝတ္တရေဒေါသကိနေသူနိဋ္ဌာယမောဟကိနေဝိဝတ္တရေမောဟကိနေသူနိဋ္ဌာယနရကခိဝိဝတ္တရေနရကခိဝိဝတ္တန္တာနရသူဒုက္ခရေသင်္ဃရာထတော်ဘုရားကြီးဂါထာရေးဖွဲ့ပြီးတော့ထားပါဒါလည်းပဲဣတိဝပါဠိတော်ကလာတဲ့အဂိလောက်ကိုမှီပြီးတော့ရေးခြင်းဖြစ်ပါလောဘမီးကိုအကြောင်းပြုပြီးတော့ဒေါသမီးတောက်တယ်ဒေါသမီးအကြောင်းပြုပြီးတော့မောဟမီးတောက်တယ်မောဟမီးတောက်တော့ကိုငရဲမီးတွေတောက်ကုန်တယ်ငရဲမီးတောက်ရင်တတ္တဝါတွေဟာဒုက္ခမီးတွေတဟုံးဟုံးတောက်တယ်ဒါဖြင့်အကောင်းမီးမိကိုငြိမ်းစေနိုင်တဲ့ရေရှိတယ်လို့အခုပြောတဲ့လောဘမိဒေါသမိမောဟမိငရဲမိဒီမိကိုငြိမ်းစေတတ်တဲ့တရားရေကိုမရှိဘူးလားတရားရေကမေတ္တာဘာဝနာသည်အဲ့ဒီမိတွေကိုငြိမ်းစေတတ်တဲ့ရေစဉ်ရေအေးဖြစ်ပါမေတ္တာဘာဝနာရေစဉ်ရေအေးပွားတဲ့နည်းဟာဘုန်းကြီးတို့ပဋိသင်္ပိဓာမဲ့ပါဠိတော်မှာလာတဲ့အရ10မျက်နှာတမျက်နှာစဉ်မေတ္တာ4ပါးပွားတဲ့မေတ္တာဘာဝနာရေစဉ်တစ်မျိုးမေတ္တာသုတ်ပရိက္ခမှာလာတဲ့မေတ္တာဘာဝနာ7မျိုး2မျိုးတောင်ရှိပါလေမေတ္တာရေစဉ်ရှိ2မျိုးပြောကြလို့ဤသို့ပဋိသင်္ပိဓာမဲ့ပါဠိတော်မှာလာတဲ့မေတ္တာဘာဝနာပွားပုံကဘုန်းကြီးတို့ဒီအရ10မျက်နှာကိုရှားကရေတွက်ပုံကတစ်မျိုးရှားကအရှိအနောက်မြောက်တောင်တခါဖြည့်တောင်အနောက်မြောက်အရှိမြောက်အနောက်တောင်အောက်အထက်အဲ့ဒီလိုသူနည်းနဲ့သူပေါ့တူယူအရ4မျက်နှာအထောက်အရ4မျက်နှာတလို့ဆိုပြီးတော့အောက်အထက်အရထဲကလူတွေမှတ်ဖို့လွယ်တဲ့နည်းကအရှိအရအရှိတောင်အရတောင်အရအနောက်တောင်အရအနောက်မြောက်အရမြောက်အရအရှိမြောက်အရ
အဲ့ဒီလိုမှတ်ရင်လည်းပဲအရက်သေးကပြီးရပြီးပါဤတွင်ဥပမာအရှိအယဆိုပါဆိုရဥရတိမာယဒိဋ္ဌာယတပ်ပိတတ္တအဝေရာဟွန်တုအပြာပိစ္ဆာဟွန်တုအနိကာဟွန်တုဒုက္ခိအတ္တနံပရိဟရံတုတုလေးချက်ဟာမေတ္တာဘာဝနာပြတယ်အယက်တမျက်နှာအတွက်မေတ္တာ၄ပါးပွားကြရင်ကျန်တဲ့အယက်၉မျက်နှာအတွက်အကုန်လုံးမေတ္တာပွားကြသွားတယ်အဲဒီမှာအရှိအယက်၌ရှိသောအနန္တဆက်ကြဝဠာအနန္တသတ္တဝါမေတ္တာကအပမိညာကမ္မထံခေါ်ပါတယ်သတ္တဝါအပိဉ္ချမထားရသတ္တဝါမနိုင်ရှင်နိုင်လောက်အောင်များတဲ့အနန္တသတ္တဝါအဲ့ဒီလိုဆက်ကြဝဠာလည်းပဲအရှိဘက်ကအနန္တဆက်ကြဝဠာအနန္တမှာရှိရတဲ့အနန္တသတ္တဝါတွေအာယုံပြုပြီးတော့အဝေရာဟွန်တုဆိုတာကဘေးရန်ခတ်သိငြိမ်းကြပါစေတယောက်တယောက်ရန်ပြုလို့တဲ့စေတနာဘုန်းကြီးတို့ရှားအခေါ်ဝေရစေတနာလို့ခေါ်တယ်အဲ့ဒီဝေရစေတနာရန်ပြုလို့တဲ့စေတနာဖြစ်ရင်ဒေါသတွေဖြစ်လာတယ်ဒေါသတွေဖြစ်လာရင်ကိုယ်စိတ်ဆင်းရဲတယ်အဲ့ဒီကိုယ်စိတ်ဆင်းရဲရင်နှလုံးစိတ်ဝမ်းမအေးချမ်းတော့ဘူးနှလုံးစိတ်ဝမ်းပူပန်တယ်အဲ့ဒါကြောင့်ဒီလေးခုကိုတတ်ပြီးတော့အဝေရာဟွန်တုကြည့်ပြီးတော့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေအရာပိစ္ဆာဟွန်တုကြည့်ပြီးတော့ဒေါသခတ်သိမ်းငြိမ်းကြပါစေအနိကာဟွန်တုကိုကြည့်ပြီးတော့ဆင်းရဲခတ်သိမ်းငြိမ်းကြပါစေဒုက္ခိအတ္တနာပရိဟရံတုကြည့်ပြီးတော့ကိုယ်စိတ်နှလုံးစိတ်ဝမ်းအေးချမ်းရပါစေလို့ဆိုရင်ဗမာနည်းနဲ့ဗမာပွားရင်အနဲ့အတိတ်ပဲမထင်เสียမရှိဘူးမျက်စိကိုမှိတ်ထားသို့မဟုတ်စက်ခုံတွေကိုချထားပြီးတော့ပွားကြည့်ရအောင်ဘုန်းကြီးတို့စာထဲကလာတဲ့အယက်အသွားနဲ့တူယူအယက်၄မျက်နှာအထောက်အယက်၄မျက်နှာအောက်အယက်၄မျက်နှာအထက်အယက်အောက်အယက်အထက်အယက်အားလုံးအယက်10မျက်နှာမေတ္တာဘာဝနာပွားရအောင်ဓမ္မကြီးတွေဓမ္မကြီးတွေဆက်ခုံတွေမြတ်စွာချပြီးတော့ဩဒီဒိတာဖရဏမေတ္တာကိုအရင်ပွားကြရအောင်မြတ်လိုက်ဆိုကြအရှိအယက်၌ရှိသောအနန္တဆက်ကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်အရ၌ရှိသောအနန္တဆက်ကြဝဠာ
အနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိတောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိမြောက်ထောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအထက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအနန္တနတ်မြမာတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဟောဒါပฏิသံဘိဓမဲ့ပါဠိတော်ကလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တဲ့အယတ်10 မျက်နှာအာယုံပြုပြီးတော့ဖြန့်ဝေတဲ့မေတ္တာဒီအယတ်10 မျက်နှာထားပုံကခုပြောသလိုပဲရှားရဲကထားတာကအရှိအနောက်မြောက်တောင်ဒီအစဉ်အတိုင်းအရှိတောင်တောင်အနောက်မြောက်တောင်အရှိမြောက်တောင်အနောက်တောင်တောင်ဒီလိုရှင်းပါတယ်မိမိတို့လွယ်ဆင်ញင်တော့အရှိကနေပြီးတော့အရှိတောင်ကနေတောင်ကနေပြီးတော့အနောက်တောင်ကနေပြီးအနောက်ကနေပြီးအနောက်မြောက်ကနေပြီးမြောက်အနောက်မြောက်ကပြီးတော့အရှိမြောက်ပြီးတော့အရှိလို့အဲဒီလိုဘ
ုန်းကြီးတို့သိများနမိတ်ကြားတဲ့အခါအယတ်ဆက်အောင်ကြားရတယ်လို့ရှိအဲ့ဒီလိုအယတ်ရှင်အတိုင်းယခုလိုမေတ္တာပွားမယ်ဆိုလည်းပဲပွားရပါပေါ်ကောင်းပါယခုပြောတဲ့မေတ္တာဘာဝနာဆိုနည်းတွေဟာဘုန်းကြီးတို့ဒီခင်မွန်ဆရာတော်ကြီးများပွားတဲ့ဒီအတိုင်းမှာဆိုရုပ်အတိုင်းဟောတာအထက်အရာနဲ့အောက်အရာကြတော့လည်းနဲ့ထဝန်းကျင်အနန္တစေကြဝဠာတို့ထဝန်းကျင်ကလေးထည့်ရဘာဖြစ်လို့တော့ဆိုတော့အဲ့ဒီထဝန်းကျင်မထည့်ရင်အောက်အရာ၌ရှိသောအနန္တစေကြဝဠာတို့ထိုလိုက်ရင်ဒီစေကြဝဠာအောက်မှာစေကြဝဠာတိုက်တည်တိုက်ပြီးတိုက်ပြီးတိုက်အောက်မှာပေါ့ဒီစေကြဝဠာတွေအနန္တရှိတယ်လို့ဒီလိုအဓိပ္ပာယ်ရောက်မဟုတ်ဘူးအမှန်ကဒီစေကြဝဠာမှာအခုမြေအောက်မှာရေရှိတယ်ရေအောက်မှာလေရှိတယ်လေအောက်မှာအရတကာသဆိုတဲ့ကောင်းကင်ကြီးပဲရှိအောက်မှာစေကြဝဠာတိုက်မရှိဘူးဘေးပတ်ဝန်းကျင်မှာတော့စေကြဝဠာတိုက်တယ်အနန္တရှိတယ်အဲ့ဓာဒီအာယုရောက်အောင်လို့အောက်အရာ၌ရှိသောနောက်နာကထဝန်းကျင်ဆိုတာဘေးပတ်တယ်လို့ဆိုလိုတာအနန္တစေကြဝဠာအဲ့ဒီစေကြဝဠာကဘာဖြစ်လို့ဒီလိုပို့ရတုံးဆိုတော့ဘုန်းကြီးကအရာရှင်းမျက်နှာပြောတုံးကအပေပုံသားတွေစိတ်ကအာယုမရောက်ဘူးဟိုကိုယ်တိုင်ပို့ကြည့်လဲမရောက်တာတွေ့ရအဲ့ဒါကြောင့်အပေပုံသားတွေကိုအာယုရောက်အောင်လို့အောက်အရာကပွားရထို့အတူပဲအရာရှင်းမျက်နှာပွားတုံးကအထက်ကနတ်တွေဓမ္မတွေမပါဘူးဟိုအာယုထဲမှာမရောက်ဘူးမိမိတို့လူတွေတပြင်းနဲ့တည်နေတဲ့လူတွေကိုသာအာယုရောက်လို့အထက်ကနတ်တွေဓမ္မတွေရမေတ္တာပွားရအောင်ဆိုပြီးတော့အထက်အရာ၌ရှိတော့အနန္တစေကြဝဠာလို့ဆိုတဲ့ရှင်းနာကထဝန်းကျင်လို့ထည့်ရတယ်ဒီအတိုင်းပဲဒီထဝန်းကျင်မထည့်လို့ရှိရင်ဒီစေကြဝဠာရဲ့အထက်မှာစေကြဝဠာတိုက်တည်ဆင်းရဲအနန္တစေကြဝဠာလို့အဲ့ဒီလိုထင်သွားမယ်အဲ့ဒီလိုမထင်အောင်အဲ့ဒီအထင်ကိုတားမြစ်ပြီးတော့ထဝန်းကျင်ဆိုတော့ဘေးပတ်တယ်အနန္တစေကြဝဠာအနန္တနတ်မြတ်မှာတို့ဒါလေးပဲထူတယ်ဒါဓိတာဖရဏမေတ္တာလို့ခေါ်တယ်မေတ္တာဘာဝနာဒါတနည်းဘုရားဘာသာသူတော်ရှင်တွေသည်နေ့စဉ်အမြဲမပြတ်မေတ္တာသုတ်ပရိတ်ကိုကြားရနာရကိုယ်တိုင်လည်းပဲရွတ်ကြရဒီမေတ္တာသုတ်ပရိတ်ဆိုတာကမေတ္တာဘာဝနာ7နည်းပွားတဲ့သုတ်မေတ္တာသုတ်ပရိတ်ကြတော့မေတ္တာဘာဝနာ7နည်းပွားတာကရှင်းဥစွာဒုက္ခိနောဝခေမိနောဟွန္တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တသဗ္ဗတတ္တခသိန်းဥစုံအလုံးစုံသောတတ္တဝါတို့သည်ဒုက္ခိနောဝကာယိကဒုက္ခနှင့်ပြည့်စုံကြကုန်သည်ဖြစ်၍၎င်းဒုက္ခိတတ္တစေတသိကဒုက္ခနှင့်ပြည့်စုံကြသည်ဖြစ်၍၎င်းခေမိနောဘေးရန်ဝိပအေးမြရကုန်သည်ဟွန္တုဘဝန္တုဖြစ်ကြပါစေသတ္တဝါတွေကိုတခွန်းတည်းနဲ့ခြုံပြီးတော့ပို့တဲ့မေတ္တာဖြစ်လို့သူ့ကိုဘုန်းကြီးတို့ရှားခေါ်သဗ္ဗသင်္ဃာကမေတ္တာလို့ခေါ်တယ်အဲဒီသဗ္ဗသင်္ဃာကမေတ္တာပို့ခြင်းရင်အားလုံးသတ္တဝါတွေဆက်ကုန်ကြရမြတ်စွာချပြီးတော့ယုံစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေအားလုံးသတ္တဝါတွေခြုံပြီးပို့တဲ့သဗ္ဗသင်္ဃာကမေတ္တာဒါကတနည်း၎င်းတော့ယေကေရှိပါဏဗုဒ္ဓတိတတဝါသာဝရဝနဝပေတာအာလုံးကြားရတဲ့အာလုံးရွတ်နဲ့ရွတ်ကြဘုန်းကြီးတို့ဒီပါဠိလိုတကယ်မေတ္တာပွားပြီးဆိုတော့ယေကေရှိပါဏဗုဒ္ဓတိတတဝါသာဝရဝအနော
သေသာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာအဲ့ဒီလိုပို့ရပါတယ်ဟိုးနောက်နားမှာသူရဲ့အဖျားသက်ကရှိပါအဲ့ဒါကိုဘုန်းကြီးတို့ဘဂဝါနှစ်ပုံနှစ်စုထားပြီးပွားတဲ့မေတ္တာမှုသူ့ကိုဒုက္ခမေတ္တာလို့ခေါ်တယ်ဆိုရပါစို့ဟင်းတစ်မျိုးတည်းစားနေရတော့အာယုံကစိတ်မကျေနပ်ဘူးနှစ်မျိုးလောက်အာယုံကြောင်းခြင်းလို့ပဲအခုလည်းပဲသတ္တဝါတွေကိုအကုန်လုံးတခွန်းနဲ့ခြုံပြီးသဗ္ဗသင်္ခါရကနဲ့အာမရရင်ဒုက္ခမေတ္တာသတ္တဝါနှစ်ပုံထားပြီးပွားတဲ့မေတ္တာပွားနိုင်ဖို့တတဝါခြာဝရဝါအနောကေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာလို့ပွားရဗမာလူပြောတော့တတဝါဆိုတာကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာမကင်းသေးတဲ့ပုထုရှင်သောတာပန်တဂရကံကိုကြောက်တတ်တဲ့တတ္တဝါလို့ခေါ်တယ်ထာဝရဆိုတာမကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာကင်းလို့မကြောက်တတ်တဲ့တတ္တဝါဆိုတာအနာဂံနဲ့ယဟန္တာအဲ့ဒီနှစ်ခုကိုကြောက်တတ်မကြောက်တတ်နှစ်ရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးရိပ်အေးကြပါစေဒီလိုပွားရပါတခါသူရဲ့တွဲပဲနောက်နာမှာဒိဋ္ဌဝါယေဝအဒိဋ္ဌာဗမာလူပြောရင်မိမိမျက်စိနဲ့မြင်အပ်တဲ့တတ္တဝါတွေဟောဒီဓမ္မယုံကြီးပေါ်မှာဒီအထက်ဒီအဆောက်အအုံထဲမှာရှိနေတဲ့တတ္တဝါတွေဟာမြင်အပ်တဲ့တတ္တဝါဒီအဆောက်အအုံရဲ့ပြင်ဘက်ကအရက်10မျက်နှာရှိတဲ့တတ္တဝါတွေဟာမမြင်အပ်တဲ့တတ္တဝါနှစ်ခုထားပြီးတော့မြင်အပ်မမြင်အပ်နှစ်ရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအဲ့ဒီလိုပွားရပါမယ်နောက်ကဒူတွေဝတ္တန်တိအဝိဒူတွေဆိုတာကအဝေးမှနေတဲ့တတ္တဝါအနီးမှနေတဲ့တတ္တဝါခုနကတတ္တဝါနှမျိုးကိုပြန်လိုက်တာအဝေးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အအုံပြင်ဘက်ကအရက်10မျက်နှာမှာနေကြတဲ့တတ္တဝါတွေအနီးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အအုံအတွင်းမှာရှိတဲ့တတ္တဝါတွေအာယုံပြုပြီးတော့ဝေးနေနီးနေနဲ့ထွေများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရပါပြီးတော့နောက်နာမှာဘုဒ္ဓဝသံဃဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာဆိုတာဘုဒ္ဓဝါဆိုတာတန်တရားဖြစ်ပြီးပြီနောက်ဖြစ်เสียမရှိတော့တဲ့ဘဝဇတ်ဆုံးတဲ့ယဟန္တာပုဂ္ဂိုလ်တွေသံဃဝေတိဆိုတာဘဝဇတ်မဆုံးသေးတဲ့ပုထုဇဉ်သောတာပန်သရကအနာဂံပုဂ္ဂိုလ်တွေဒါတွေကိုခြံနှစ်ပုံထားပြီးတော့ဘဝဇတ်ဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့ဒီလိုမေတ္တာပို့ရမည်ဖြစ်ပါတယ်တခါတတ္တဝါကိုနှစ်ပုံထားပြီးပို့တဲ့မေတ္တာ၃ပါးအပြင်တတ္တဝါကို၃ပုံထားပြီးပွားတဲ့မေတ္တာကြတော့တိကမေတ္တာခေါ်ပါတယ်အဲဒီမှာဘုန်းကြီးတို့တတဝါသာဝရဝနဝတိလာဒီဃဝယေဝမဟန္တာမိစ္ဆိမာရတကအနုကထူရာဒီပါဠိဂါထာချက်ဝက်မှာဘုန်းကြီးတို့တတဝါ၃ပုံ၃စုရအောင်ဉာဏ်ဖြန့်ရဒီဃဝရှည်လျားတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါနောက်နာကရတ္တာလို့ပါတယ်တူတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါမျက်စိမှာမရှိမတူအလေအလတ်အတ္တဘောရှိတဲ့တတ္တဝါလို့ရှိတဲ့တတ္တဝါဆိုတော့မွေတို့ငကားတို့ပေါ့တူတဲ့တတ္တဝါဆိုတော့လက်တို့မရှိမတူဆိုတော့ဒီကြားကတတ္တဝါတွေဒါသုံးခုကိုခြုံပြီးတော့ရှိတူအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရတခါနောက်လာတဲ့မဟန္တာခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါရာဟုအသူရိန်ကြီးတို့လိုခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါတွေအနုကခန္ဓာကိုယ်သေးငယ်တဲ့တတ္တဝါတွေ
Mizima, Eri, Maji, Mange, Allah, Tadawadu, Losu, Tapiro, Jinge, Allah, Loya, Kanda, Tadawa, Chanda, Kusi, Niebazi, Tavanaga, Mizima, Radaga, Anuka, Tula, Suda, Chore, Ware, Kandago, and the Boshi, the Tadawa, Anuka, Jonet, Lide, Paynet, Kanago, and the Boshi, the Tadawa, Mizima, Masumachum, Allah, and the Boshi, the Tadawa, Lube, Lomuno, Ware, Lupine, Lume, Mawama, Allah, Dilu, Lomu, Erima, Suchum, Allah, Lonia, Kanda, Tadawa, Chandla, Gose, Niebazi, Elu, Boya. A good young Medadriga, the Pella, Aboma, a sea aboa, Chandla, ya, young, a sea aboa, ya, Yulu, the Meda, Palilu, Hita, Digama, Debaya, Meda, Kore, a sea aboa, Chandla, ya, young, ya, Yulu, the Meda, Mivalu, the Pella, Aboma, a sea aboa, Melus, Kore, Shea Doka, Yao, Malura, Gulebe, Ahita, Banyana, Debaya, Meda, Kore, Any Meda, born night on look. Na Barobara, Nico Beta, Nadi, Minita, Gantasi, Nam, Kansi, Biarogana, Badiga, Zinya, Minyata, Doka, Messia, the Lord is here, Doka, Yauda, Bajam, the Yauka, the Yau. Lady they look a lame about him, Sassan, assembly, or lebe, a late ball lying, Kayandola, Tibi, Doka, Yau, Ta Yau, do a singing leba, Chinga, Doka, Yau, Dia, Tidia, Kinyabazi, do a singing leba, Chin, Kinyabazi, Tilu Boya, Taga, Nadi, Minita, Gantasi, Nam, Kamsi. Dudia, otherwise, Senior Doka, Yao, Piozama, the Yoga, the Yago, a Tim Beijing, a Tim Veda, Mabivian, or Sassan, a Saint a Tim Veda, Vision, Kayandoga, Tibi, Senior Doka, Yao, Yao, a Chinyan, a Tim Beijing level, Senior Doka, Yao, a Sea of Wame, they are Chilu. Eddie, they are Kimazi. A Beijing, a Chinyan, Kinshin Yabazi, the Lumeta, Boya, Yarogana, Badiga, Minya, Doka, Messi Yatra, Tadia, Doka, Yao, Diaga, Dioga, Siadago, a Lucy, Rio, Meluabu, Bolo, the Lumo, Babu, Vimidoga, Boda, Yadado, the Mido, Mulu, he said, Messirano, Gabaji, the Kulum, Kilim. Udavalaga, Luayim, Yago, Akim, the Pesa, Siadago, a Lucy, the Kula Chanda, Yao, a Chinyan, Senior, Lujin, Leve, Doka, Yao, the Yapilu, Senior, Lujin, a Chinyan, Kinshin Yabazi, Edilu, Meta, Boada, who a sea of one met, Pesha, the Meta, Loma, call it. Yaku Meda Bawana, Taniu, Nakau, let do it, boy, Gia, Onya, secondary, Miaza, Ucha, Alu like Sujia, Long Zong Niazwa, Katawa, Chandla, Kusi, Niebazi, Ubayambe, Kinshin Wei, Yin Ijabazi, Long Zong Niazwa, Katawa, Chandla, Kusi, Niebazi, Ubayambe, Kinshin Wei, Yin Ijabazi, Jogda, Majogda, Yap Miazwa, Katawa, Chandla, Kusi, Niebazi, Ubayambe, Kinshin Wei,
ကြပါစေကြောက်တမကြောက်တနှစ်ရက်များစွာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေမြင်အပ်မမြင်အပ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေမြင်အပ်မမြင်အပ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေဝိနေနီးနေလက်ထွေများစွာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေဝိနေနီးနေလက်ထွေများစွာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေရှိတိုးအလလုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေရှိတိုးအလလုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေကြီးငယ်အလလုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေကြီးငယ်အလလုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေထူးကျုံအလလုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေထူးကျုံအလလုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်နေပါစေဥပယံပေသင်္ရှင်ဝေရင်းအေးကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်း
င်းရှင်းကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအချင်းသေးချင်းအချင်းချင်းကင်းရှင်းကြပါစေအချင်းသေးချင်းအချင်းချင်းကင်းရှင်းကြပါစေရှင်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေရှင်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေဟောဒါမေတ္တာဒုက္ခလာတဲ့မေတ္တာဘာဝနာ7နည်းတနည်းကိုနှစ်ကြိမ်မိမိတို့ပွားပြီးအားလုံးမေတ္တာဘာဝနာပွား၍လောဘမိဒေါသမိမောဟမိငရဲမိတရိစ္ဆာန်ပြိတ္တာအတုရကဲအပေမိကိုငြိမ့်သက်နိုင်ပါတယ်လို့ဆိုတဲ့တရားတော်အရာလောဘဒေါသမောဟအပေကြီးဟူသောမိ4ပါးကိုဤမေတ္တာဘာဝနာ2နည်းဖြင့်ငြိမ့်သက်၍ငြိမ့်အေဒုက္ခစငြိမ့်အေတဲ့ကိုဖြစ်ကြပါစေလို့ဆုမွန်ကောင်းလဲတောင်းဤအားလုံးလည်းပဲဆုတောင်းရအောင်ဘုန်းကြီးရှိကဆုတောင်းပေးမယ်ဤသို့လည်းနေ့စဉ်ငါးပါးသောကရုဓမ္မအိဋ္ဌသီလစောင့်တရားခြင်းသီလကောင်းမှုကုသိုလ်ကံစေရနာမေတ္တာဘာဝနာနှလုံးကျင့်သုံးရခြင်းဘာဝနာကောင်းမှုကုသိုလ်ကံစေရနာနေ့စဉ်ဆွမ်းအင်ရှိသမျှဒါနကောင်းမှုပြုရခြင်းဒါနမယကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းအပ်ဤသို့ပွားအပ်မြတ်တဲ့ကောင်းမှုကုသိုလ်ကံအယယတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ပြငြိမ်းဇတ်သိမ်းပြီးနိဗ္ဗာန်ဆိုတဲ့ဒုက္ခခတ်သိမ်းလို့ချုပ်ရပြရငြိမ်းရတန်တရားဇတ်သိမ်းရနိဗ္ဗာန်တရားတော်မြတ်ကိုမပင်မပန်းချမ်းသာတဲ့ကုသိုလ်အကျင့်ပฏิပတ်လင်းမြန်သောဝိပဿနာအသိဉာဏ်ရည်တံအပ်သောမဉ္ဇဉ်4ရတုဖြင့်အရဟတဖို့ပေါ့ကိုယ်စီကိုငါမျက်မှောက်ပြုနိုင်ကြသည်ဖြစ်ပါစေကုန်သတည်းအရဟတဖို့ပေါ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရသောထိုနောက်ဆုံးဘဝပရိနိဗ္ဗာန်သုတိဤနောက်ကာလ၌ကာမရူပအရူပတိဟုသောဘဝ3ပါးဘုံ3ပါးတို့တွင်ဘယ်ဘုံဘယ်ဘဝ၌မှယုံနာနှဖြခန္ဓာ5ပါးဒုက္ခသစ္စာဝိမိလာတရားတို့တပံအသစ်မဖြစ်ခြင်းတည်းဟုသောအနုပါဒនិရောဓအနုပါဒပရိနိဗ္ဗာန်ကိုစီဆံရပါစေကုန်သတည်းအနုပါဒပရိနိဗ္ဗာန်ကိုစီဆံရသဖြင့်ကာမဝကိလေသာဝဝိပါကဝတိဟုသောဝဒုက္ခခတ်သိမ်းသံဃာမိကြောင့်မိစယံကြီးအပြည့်တိုင်ငြိမ်ကြပါစေကုန်သတည်း